ဒီနေ့တော့ကျောင်းတငယ်ချင်းချဲလာခေါ်တယ်ကိုချမ်းဆိုတဲ့ဟိုဗီဒီယို 5 error ဆိုတဲ့ကိုပြောင်းကြည့်ရတယ်သူဗီဒီယိုပို့မယ်တဲ့ကျွန်တော်တစ်ခါကြည့်ရင်သူ့1000ပေးရမယ်တဲ့တကယ်လို့တစ်ခါမှမယူဆိုရင် तू ကကျွန်တော်9000ပေးမယ်တဲ့အဲ့တော့ကျွန်တော်စိတ်ဝင်စားတာပေါ့ကျွန်တော်ကိုချမ်းဆိုတာဘယ်လိုလဲတော့မသိပါဘူးဒါပေမဲ့ဗီဒီယိုလေးကြည့်လိုက်အောင်အခု2025ခုနှစ်အတွင်းမှာကျမတို့နေနဲ့မနစ်ကထက်ဥတွေကိုပုံမဥနိုင်ဖို့ကြိုးပမ်းသွားမှာဖြစ်တယ်ဒါကြောင့်ပုံမဥထား2025ဆိုတဲ့ဆောင်းမုတ်ကိုချမှတ်ပြီးအကောင့်နဲ့ပေါ်သွားမှာဖြစ်တယ်ကျမတို့နေနဲ့တစ်ခါဥ4-5လုံးကနေ10လုံး15လုံးထိဥနိုင်အောင်လေ့ကျင့်ပြင်ဆင်ထားကြရမှာဖြစ်တယ်မကြိုးစားဘဲနဲ့တော့အောင်မြင်မှုဆိုတာရလာမှာမဟုတ်ဘူးဒါကြောင့်ဥများများဥနိုင်ဖို့ဖင်ကောင်းကျဲအောင်လှုပ်ထားကြဖို့မှားကြလို့တဲ့မရှင်းတာရှိကြလားရှိပါတယ်ရှင်ဘာမရှင်းတာလဲပြောကျုပ်တွေကတပ်ဖအမျိုးသားမတူရောရလားရှင် Good question ချက်ဖတ်ရေးတော့ကတော့ကျမဆန္ဒရှိတဲ့လောက်ခွင့်ပြုပေးထားတယ်လိုအပ်ရင်ငါမဝင်ကူညီမယ်လော်ကိုက်ချင်တယ်မလားဟုတ်ကဲ့ရောမကိုက်နေကိုက်နေရောအဲ့လိုဒဲကြတော့ကိုက်ရတာပညာမပါဘူးတော့နောက်တစ်ခေါက်မှကိုက်တော့ Yo, come on, to the boat, go, roll the outside, roll the outside, roll the outside. To the boat, go, roll the outside, roll the outside, roll the outside. Yeah, guess who's back? Better game, shade is back. ကျွန်တော်ဒရမာမပိုင်ဘူးဟာတာပဲရတယ်ဟာပဲလောက်ခိုင်းစာစမတော့တက်နေရတယ်သူ့ကြီးနဲ့ sorry ပါအန်ဒီစင်အန်ဒီတော့ပြောတာကျွန်တော်လာတက်နေနေဒီမှာမတော်တဆပါကွယ်အန်ဒီဆုံးမလိုက်မယ်နော်ဟဲ့တာမတက်နေအောင်နော်ခွေးမသားကိုဟုတ်ကဲ့ပါမေမေဟောငါစိတ်ရှိတယ်နော်ငါစိတ်ရှိတယ်ရောက်မင်းပဲကောင်းတော့ဘာမလဲဒီဘက်ကိုကျွေးအောင်လာကြီးရပ်သူလေးလေမလဲဟာဟုတ်လားချစ်လိုက်တော့တကယ်ချစ်လားတကယ်ချစ်လားပြောလိတကယ်ချစ်လားဘာဖြစ်တာလဲတကယ်ဝဲချစ်တကယ်ဘောပုံနေလေအေးစေးနေဗျာဆယ်ယောက်နိုင်အောင်ပြန်ကမလားဟိုမမကြီးစုတို့ဖွဲ့ကနေပြီဟာဘယ်နဲ့မမကြီးစုရမှာတော့ပေါက်တက်ကဲရှောက်ပြောပြန်ဟုတ်ပါတယ်ဆိုမင်းကလည်းသူတို့ဖွဲ့နာမည်တော်ကမေးနေဘာဖွဲဘလက်ပင်လို့ခေါ်တယ်ဒါတော့မသိဘူးမမကြီးစုဖွဲ့က4ယောက်တည်းလေမင်းစက်တစ်ခါကဲငါအသက်အခါတရကဲတော့ငါတယ်လေကူးလေဟဲ့ကူးလေကွာဟဲ့ဟာအေးငါအသက်အခါတရမကဲခိုင်းတော့ဘူးမင်းအသက်ရှင်ရပြီကူလုံးကြပါဦးတေးသွားမျက်နှာချင်းဆိုင်လမ်းမှာတွေ့တာရှောင်းလွဲစရာလမ်းမှာကျင်းမြောင်းလို့မိကွယ်ဘယ်လိုလုပ်ကြမလဲနေရင်သွားမလားငါရင်သွားမလားသွားနေရင်သွားလိုက်နေမသွားရင်ငါသွားမယ်ပြန်မပြောနားမထောင်နဲ့ဘလို့လူမသားတယ်မလို့ရှင်ခက်နဲ့ဘဝကိုကြိုးစားရုန်းကန်ခဲ့တာအကိုဦးရဲ့အေးကွာမင်းစားတော့ဆိုင်တွေဒီဇိုင်းပြီးဒီဇိုင်းဖွင့်ပြီးချမ်းသာသွားတာအားကြတယ်တကယ်ချင်းရာဒါနဲ့မင်းအရင်ကြီးကဘယ်ရတယ်ဟောအဲ့ဒါတော့ငါဖေပင်နဲ့မေထုတ်ရောက်နေမင်းတို့လမ်းမကြီးမှာကွာကြွက်ချင်းတွေကိုတော်ကြတော့ကွာရောက်ရင်းကြီးတော်တော့ရောက်နေတော်တော့မင်းတို့လေဘာကောင်းနေလဲကွာချင်းတွေကိုကွာရောက်နေငါပြောလို့မကောင်းလို့တော့မင်းတို့ချလေငါဝမ်းတာလေးပဲနော်ရောက်နေတော်တော့မြန်ကျွန်တော်တောင်းထားတဲ့အဖြေလေးမပေးသေးဘူးတော့ကျွန်တော်ဘာဖြစ်လဲဖြစ်ကွာအဲ့ချင်မှုတူရုံနဲ့ကျွန်တော်ရုပ်ကအမေမွေးတွေကဒီရုပ်ပဲလေမမြောင်နဲ့ကိုရုပ်ကလည်းမှန်နဲ့ပြန်ကြည့်အောင်မကြည့်ချင်ဘူးဗျာကျွန်တော်ရုပ်လည်းမကြည့်ချင်ဘူးတခြားကြောင်တွေရုပ်လည်းမကြည့်ချင်ဘူးမမြောင်ပြတာပဲကြည့်ချင်တာနွားစာလာမစင်ဘူးဒီနားလာအိတ်နေတယ်ဟောက်နေလိုက်သေးတယ်ယောအမမမင်းအီးပေါက်လားမင်းပါငါ့လာမစိုးငါမပေါက်လို့ပေါ့ရောဖေးဘာဦးနန်းအောင်တေချာနန်းတေချာနန်းကြီးငါပေါက်လားအမနန်းလားငါနဲ့မင်းအတူဟောင်းခွင့်ရှိရဲ့အတိုင်းထက်စကားဘာဖြစ်တာလဲမသိဘူးကွာစိတ်ရှိတယ်နော်ခလုတ်တွေရှောင်းနေတယ်လေဘယ်သူနဲ့ချန်နေရတော့မပြော